အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Shadow Archer YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆရာကြီးတာတီရေးသားထားတဲ့မဘဲဝါနဲ့နန္ဒကားအင်းဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ပြန်လည်တင်ဆက်သွားပါမယ်ခင်ဗျာစီစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လေးပြုလုပ်ထားပေးဖို့အထူးတောင်းဆိုပါရစေခင်ဗျာခံစားနားဆင်ပေးကြပါဦးခင်ဗျာကျွန်တော်ကတော့ပုံမှန်စီစဉ်တင်ဆက်သူစီတူဟိမဲဖြစ်ပါတယ်ခင်ဗျာဘိုးရစီကတော့ဗန်မွေးကုန်းတာဗျအဲကျုပ်တငယ်ချင်းတိန်းစော်တို့နဲ့တောင်မှတားချင်းတော်တယ်ဆိုပဲဘိုးရစီ15နှစ်တာလောက်ကရိုးမထဲမှာမွေလာဖမ်းတယ်အလိမ္မာဆရာတဦးနဲ့တွေ့ပြီးမှတခါလေးလိုက်သွားတယ်လို့တော့ဆိုတာပဲဗျာအသက်30လောက်ရောက်အောင်မှရွာကိုပြန်ရောက်လာတယ်ဗျပြန်ရောက်လာပေမဲ့လည်းခဏပဲလေဗျာတို့အမေကိုတူရှာထားတဲ့ငွေတွေလာပေးတာတဲ့ဗျငွေတွေရတယ်ဗျာမနေဘူးဗျ1000ကျော်2000ရှိတယ်တဲ့ဗျာအဲ့တုန်းကငွေ2000ဆိုတာနေတဲ့တန်ဖိုးမဟုတ်တာဗျာဘိုးရစီရဲ့အမေကလည်းရွာမှာတိုက်တွေပါတွေစောက်ပြစ်တာပေါ့ဗျာရာတွေလည်းဝယ်လိုက်တာပေါ့ဗျာလက်ညှိုးထိုးမလွယ်ဆိုပဲဗျဘိုးရစီမွေနိုင်ချက်ကတော့ဗျာလမ်းမှာတွားရင်လာရင်တွေးတဲ့ငွေတိုင်းခေါင်းမြေကြီးပေါ်မှာချပြီးမှအယိုဒီပေးရတဲ့အထိပဲဗျဘိုးရစီကတော့ရွာကိုခဏပဲပြန်လာနေပြီးမှပြန်သွားတာပေါ့ဗျာမြမပြည်အနှံ့ကိုလဲပြီးမှမွေးလိမ်မှာပြနေတယ်လို့တော့ပြောကြတာပဲဗျဘုရားပွဲကြီးတွေမှာဆိုရင်လည်းဘိုးရစီကယုံတွင်းပြီးတော့ကိုပြရတယ်ဆိုပဲစိုင်းဝိုင်းနဲ့တီးပြီးမှမွေတွေကိုတူနဲ့ကပြရတယ်ဆိုပဲဗျဘိုးရစီကအသက်60ပြည့်တော့မှလိမ်မာဆရာအလုပ်ကိုအပြီးတိုင်းဆုံးလွန်လိုက်တာပေါ့ဗျာပြီးတော့မှရွာကိုပြန်လာတာပေါ့ဘိုးရစီကအိမ်တော်မရှိတဲ့လူမျိုးကြီးဆိုတော့တူတွေတူမတွေကလည်းသူ့ကိုစောင်းချောက်ကြတာပေါ့ဗျာဘိုးရစီစောက်ပေးထားတဲ့တိုက်မှာနေကြပြီးမှဘိုးရစီဝယ်ထားပေးတဲ့ယာတွေမှာအလုပ်လုပ်ပြီးစားတော့ကြတာပေါ့ဗျာဘိုးရစီကိုလည်းသူတို့ကစောင်းချောက်ကြတာပေါ့ဘိုးရစီကဗန်မွေးကုန်းမှာဆိုရင်ဘုန်းကြီးကြောင်တစ်ကြောင်ကြီးကိုစောက်ပြီးမှလူထားတာဗျဥပုံနေ့တိုင်းလည်းဥပုံစောင့်တယ်ဘယ်တော့မှလည်းအတားမစားဘူးဗျာတက်လို့ပဲစားတယ်ဘိုးရစီအလွတ်နေတယ်ဆိုတာကတော့ကျုပ်ကတော့တခါမှမတွေ့ဘူးဗျလက်ထဲမှာပတိတကုံးကိုကိုင်ပြီးမှအမြဲတမ်းစိတ်နေတဲ့အဖိုးကြီးဗျဘိုးထီတို့ကတော့လေဘိုးရစီကိုဒါပြေးပြီးတော့ပင့်ဗျအတက်တာမိပါစေဘယ်တော့မှမသိစေရဘူးဗျတိုက်တဲ့မွေကိုချက်ချင်းအမိန်ပြန်ပြီးတော့လေခေါ်တာပေါ့ဗျာရောက်လာတဲ့မွေကိုလည်းနင်းအစိတ်နင်းပြန်စုပ်လို့ပြီးမှအမိန်ပေးလိုက်တာနဲ့ကိုက်တဲ့မွေကလည်းချက်ချင်းကိုအစိတ်စုပ်ထုတ်ပေးရတယ်ဆိုပဲဗျတူကိုက်ထားတဲ့အစွဲရာကနေအစိတ်တွေကိုစုပ်ပေးရတယ်ဗျာအောက်မှာတော့ငပြောဘက်ကိုခံထားရတာပေါ့ဗျာအစိတ်မမဲကြီးတွေကငပြောဘက်ဘုတ်ကိုစီးကြလာတာပေါ့ဗျာအစိတ်ကိုမီးဆိုတော့မှနောက်ကနေတွေးတွေလိုက်လာတော့ဗျာနေအစိတ်ကြံနေလားကုံအောင်ဆုံးတော့ကိုရင်တော့လွားတော့အဲ့လိုမျိုးအမိန်ပေးတော့မှလူကိုကြိုက်တဲ့ငွေရလဲအိမ်မောကနေရှော့ကနေစင်းသွားတာပေါ့ဗျာအစိတ်တက်နေတဲ့လူကလည်းတတိရလာပြီးမှအကောင်းပကတိဖြစ်သွားတော့တာပေါ့ဗျာငွေကအစိတ်ကိုစုပ်ချလိုက်တာနဲ့အစိတ်တွေပြင်းပြီးမှပြာနန်းနေတဲ့အတားအကြီးကနေအပြေးပြေးတွေးအောင်တန်းလာတာပေါ့ဗျာနောက်ဆုံးတော့လည်းတတိပြန်ရလာတာပေါ့ကျုပ်တို့ရွာမှာကထိန်တို့ဘုရားပွဲတို့ရှိမှမိုးရစီကလာတာဗျတော်ယုံတန်ယုံအလူတန်းလောက်ကတော့မလာဘူးဗျဗန်ဝေးကုန်းကဒူဆောက်ထားတဲ့ဒူဆောက်ပြီးမှလူထားတဲ့ကျောင်းထဲမှာပဲပရိစိတ်နေတတ်တယ်လူတဲ့အုပ်ကျောင်းကလည်းအဝင်ပေါက်မှာဆိုရင်အလူကပြေးကိုထိုးထားတာဗျမွေးအလိမ္မာဆရာမောင်ရစီကောင်းမှုတဲ့ဗျရိမ်မွဲကိုလည်းဘိုးရစီလာပြီးဆိုလို့ကတော့ကျုပ်တို့လူငယ်တွေဆိုရင်ဘိုးရစီနားမှာဝိုင်းပြီးမှဘိုးရစီပြောပြတဲ့အမွေเจ้าတွေကိုတန်းတော်နဲ့နားထောင်ကြတာပေါ့ဗျာအဲဒီထဲမှာအင်မတန်ဆက်စုတဲ့ဒါလေးဆိုတဲ့ကျုပ်ကတော့ဘိုးရစီရဲ့ရှိတဲ့မှာပေါ့ဗျာပြောရအောင်မယ်ဗျတခါတုန်းကလည်းကျုပ်တို့ဝိုင်းနေကိုဗျာငကားဝင်လာတာလေဘိုးရစီပဲလာပြီးဖမ်းသွားတာဗျအဲဒီငကားကိုလည်းရိုးမှတော့တဲ့အရောက်ဘိုးရစီပဲတွားလို့တာဗျဘိုးရစီပြောပြတယ်မွေအကြောင်းတွေရလဲတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတာဗျ
အေးကွာမွေဆိုတာကလေတော်တော်ထူးဆန်းတယ်တော်ကွာမောင်တာတည်းရဲ့တကဘာလုံးမှာပြန့်နှံ့နေတဲ့မွေမျိုးသားတွေကတော်တော်ကိုများတာပေါ့ကွာဒါပေမဲ့ထူးခြားတာကဒေတာတစ်ခုမှရှိတဲ့မွေတွေကတကောင်နဲ့တကောင်စိတ်ရှင်းဆက်တွဲနိုင်တယ်ကွာဘိုးရစီတို့မွေဖမ်းရင်ဘလို့လိုက်ချတာတော့ဗျကျုပ်ကလည်းလွတ်ဆက်စုတဲ့ကောင်လေးဗျာနိုင်နိုင်ချွတ်ချွတ်တွေလည်းမေးတတ်တယ်ဗျို့ဘိုးရစီကလည်းစိတ်ချလက်ချနဲ့ပြန်ပြီးတော့ဖြေးတာပေါ့ဗျာအကြံတဲ့ကောင်တွေကတော့မေးစီကိုလက်ထောက်ပြီးမှနားထောင်နေကြတာပေါ့ဗျာအေးဒါတည်းရဲ့ဒါကတော့ကွာအလိမ္မာဆရာရဲ့ပညာအဆင့်ပေါ်မှာမူတည်တာပေါ့ကွာတော်တော်များများကတော့တောထဲတောင်ထဲတွေမှာလိုက်ချကြရတယ်ဘိုးကတော့အဲ့လိုလိုက်ချကြမလို့ဘူးပေါ့ကွာဘိုးရဲ့ဆရာကအင်မတန်ပညာမြင့်တယ်ကွာတူမတေခင်မှာလေတူပညာတွေကိုဘိုးကိုအားလုံးပေးခဲ့တာပေါ့ကွာဘိုးကလည်းတူမွေရှာတယ်လို့ပဲလိုက်ချရတာပေါ့ကွာဘိုးကဘလို့ရှာတာတော့ဗျတောနဲ့တဲကိုတောနဲ့တဲကိုဝင်ရတာပေါ့ကွာတပည့်တွေကတော့မွေပချုပ်တွေကိုထမ်းပြီးမှလိုက်လာကြတယ်တော်ရဲရောက်တာနဲ့မန္တန်နေမန္တရာတွေရွတ်ဖက်ပြီးမှအမိတ်ပြန်ရင်တော့တထွားတတာလောက်ပဲရှိတယ်မွေနီလေးတစ်ကောင်ရောက်လာတယ်ကွာအဲ့ဒီမွေနီလေးကိုအကောင်တူတူလေးတေးလေးဆိုပြီးမှတော့ပတိမမြင်မလုံးနဲ့ဟိအဲ့ဒီကောင်ကပေါက်ရင်အဆွဲချွတ်တာနဲ့အတက်ရောပါရောဗျူအစိတ်ပြင်းလာ ਈ လားဘိုးကြီးအဲ့ဒါဘာမွေတော့နဂါးလေးကွာတောင်နဂါးမျိုးပေါ့သူကားဒီဒေတာမှာရှိတဲ့မွေတွေအားလုံးရဲ့အချုပ်ပဲပေါ့ကွာမွေတွေအားလုံးကလည်းသူ့မိတ်ကိုနာခံကြရတယ်အဲ့ဒီတောင်နဂါးတွေကအနီအောင်ကြီးပဲလားဘိုးကြီးမဟုတ်ဘူးမောင်တာတည်းအဖြူရောင်အစိမ်းရောင်တွေလည်းရှိတယ်အဖြူရောင်ကတော့အစင်းမြင့်ပေါ့ကွာဒီလိုခွဲတာလားဘိုးကြီးဟုတ်တယ်မောင်တာတည်းအဲ့ဒါကြောင့်ဘိုးပြောတာဗောမွေဆိုတာစိတ်ဝင်စားစရာအကောင်းဆုံးတော်ပါပဲလို့ဘိုးပြောတာဗောနေပါဦးဘိုးရဲ့အစောကပြောတယ်အဲ့ဒီတောင်နဂါးအနီလေးကိုဘိုးကဘာလုပ်တာအဲ့ဒါကတော့သူ့ဘိုးလိုချင်တဲ့မွေတွေကိုပြောရတာပေါ့ကွာမွေဟောက်ကြီးကဘယ်နှကောင်လိုချင်နေအခြေကဘယ်နှပေလောက်လုံးဘက်ကဘယ်လောက်လဲပေါ့ပြီးတော့ငန်းမွေကြီးကဘယ်နှကောင်လိုချင်နေအခြေကဘယ်လောက်ရှိရမယ်လို့မပြောပြရတာပေါ့ကွာထူးဆန်းလာကြီးလားဘိုးရဲ့အဲ့ဒီတောင်နဂါးတယ်လူစကားလဲနားလေတာလားနားလေတာဗောမောင်တာတည်းရဲ့အတော်တွေကိုချက်ချင်းကိုပြန်ဝင်လာတာဗျို့ပြောရအောင်မယ်ကွအဲ့ဒီမွေတွေလိုချင်တဲ့အကြောင်းကိုပြောတဲ့အခါမှာလေတခါတည်းထည့်ပြောရတာတော့ရှိတယ်အဲ့ဒါတော့ဂရိပဲဂရိအခုယူထားမဲ့မွေတွေကိုနှစ်ဒါမှမဟုတ်လေ3နှစ်နေရင်3နှစ်ပေါ့ကွာခိုင်းစားပါမယ်ရက်ပြေးတာနဲ့ပြန်လို့ပေးပါမယ်ဆိုတဲ့အဲ့ဒီဂရိကိုတော့ပေးရတယ်ဟေးအဲ့ဒီလိုပြောတာလားဗျကွာအဲ့ဒီမွေလေးပျောက်သွားပြီးတော့အတော်ကြာရင်တော့မွေတွေရောက်လာတာပေါ့ကွာရောက်လာပြီးတော့ပချုပ်တွေနားမှာခွေနေတာကိုတွေးရတယ်ဟေးအဲ့ဒီမှာကိုကလည်းအဲ့ဒီကောင်တွေကိုစောကမွေနီလေးကိုပေးတဲ့ဂတိအတိုင်းထပ်ပြောရတာပေါ့ကွာအဲ့ဒီလိုပြောပြီးတာနဲ့မွေတွေကိုဘိုးပိုင်သွားတာပေါ့ကွာတကောင်ချင်းစီကောက်ပချုပ်ထဲကိုထည့်လိုက်ုံပဲမွေဟောက်တွေကပချုပ်တစ်လုံးငန်းမွေတွေကပချုပ်တစ်လုံးပေါ့ကွာတပအုံးကတစ်လုံးငန်းတော်ကြားကတစ်လုံးအဲ့လိုမျိုးခွဲထည့်ရတာပေါ့ကွာပြီးတာနဲ့မန္တန်နေရွတ်ဖက်ပြီးမှရင်ပါလာအောင်တော့တင်ရတာပေါ့ကွာနောက်ဆုံးတော့စိုင်းတီးပေးရင်တချင်းဆိုပေးရင်ကတဲ့အဆင့်ကိုရောက်လာတော့ပေါ့ကွာဒီတော့မှအလိမ္မာပြစားလို့ရတာကိုငါတူရကျုပ်ကလည်းဘိုးရစီပြောတာကိုနားထောင်ရင်းနဲ့တခုခုတွေးမိသွားတာပေါ့ဗျာကြုံမီးဗျာအမေးလေးမောင်တာလေးရပါများတော့အဲ့ဒီမွေတွေကိုဗျာရက်စီသွားလို့ပြန်မလို့ရင်ဘာဖြစ်တာမွေလိမ္မာဆရာမွေကြိုက်လို့တည်တယ်ဆိုတာအဲ့ဒါပဲမောင်တာလေးရဲ့နန်းနဲ့နဂါမလဲစားနဲ့ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီမွေတွေကိုတီတီပြူပြူထည့်ပေးလိုက်တဲ့တောင်နဂါကဒီအချိန်စည်းကန်ကြီးကြရင်နတ်မိတ်စာတကောင်ကိုလွတ်ပြီးမှတတိပေးခိုင်းတယ်ဟုတ်လားဘိုးရဲ့ဘောမောင်တာတည်းရဲ့
အိမ်မက်ပြီးတာပေါ့ကွာခေါင်းမှလည်းရှက်ပန်းထဲအနီးနဲ့ထဲကိုပတ်ပြီးမှဘောက်စားနှစ်ဖက်ကိုချိထားတဲ့နမိတ်စားကတော့ကွာအလွန်ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ကြည့်ပြီးမှကိုကလေးကိုဒီမွေတွေကိုပြန်လို့တော့ဆိုမှပြောတယ်ပေါ့ကွာပြီးတော့လည်းပျောက်သွားတယ်တကယ်လို့ကိုကတတိတရားနဲ့ဘယ်နည်းဘယ်ရက်မှဖြင့်ရက်စီပြီးဖြစ်တော့ကြောင်းမင်းတို့ကိုပြန်လို့ပေးမယ်လို့မွေတွေကိုပြောထားရင်တော့နမိတ်စားတော့မလာဘူးဘိုးကတော့လို့ရမယ်ရက်ဆွဲတွေကိုအေချာလေးကိုရေးမှတ်ထားတာကြီးအလိုအကြောင်းမလို့လဲဘိုးစီတို့တော့နမိတ်စားတွေလာဖို့မလိုဘူးပေါ့ကွာမွေကြီးကတော်တော်အံ့ဩစရာကောင်းတာပဲနော်ဘိုးကြီးကွာအဲ့ဒီလိုတတိပေးရတာနဲ့ခယူမဆိုင်ပဲပြန်မလို့ပေးနော်ကွာမွေလိမ္မာစရာဘာမှန်တယ်ရွမစွမ်းတော့ဘူးအဲ့ဒီရက်ကြော်တာနဲ့မွေကြိုက်ခံရပြီးသေတော့တာပေါ့ကွာစီးမြန်ကူးနိုင်တော့ဗျာအသက်ရှင်မှာဘိုးကြီးမရဘူးမောင်တာဒီရဲ့အဲ့ဒီလိုဖြစ်လို့ကတော့ဘာစေးမှမမီဘူးမွေကိုနတ်မိတ်စာဝင်စီးပြီးတော့ကြိုက်တာကြီးဟုတ်လားဗျာနည်းနည်းတကားမလဲစားရင်တော့ကိုကူညီပေးတဲ့မွေပေါ်မှာမနှိမ့်ဆက်မငြင်းပန်းရင်တို့ကိုမြတ်တာအမြဲထားရင်တော့အလိမ္မာစရာကိုဘယ်မွေမှမကြိုက်ဘူးလေဘိုးရစီနဲ့တွေးရင်ကျိုးတို့ကတော့သိပ်ပြောတာဗျူဘိုးရစီပြောတဲ့မွေเจ้าတွေကလွတ်ကိုနားထောင်လို့ကောင်းတာဗျူမွေဆိုတာအင်မတန်ထူးဆန်းတဲ့တော်ဝါကွတခါတော့ဘိုးအလိမ္မာပြစားတဲ့ငန်းဝါကြီးတကောင်ဆိုရင်ဘိုးကွာညဘက်မှာအိမ်မက်ပေးတယ်အိမ်မက်ထဲမှာတော့သူကတော့လူပုံစံနဲ့တူအိမ်မက်ထဲမှာသူကတော့လူပုံစံနဲ့ပြောတာပေါ့ဗျာကျုံမှာအရေးကြီးတဲ့ကိစ္စရှိလို့တပတ်လောက်တော်တယ်ပြန်မရစေဗျာတပတ်ပြည့်ရင်တော့ကျုပ်ပြောက်ပြန်လာခဲ့ပါမယ်ဆိုပြီးမှဘိုးပြောတာဟေးဘိုးကလည်းတို့ခိုင်းစားနေပြင်မဲ့ဘယ်တော့မှမြတ်တာမပြတ်ဘူးဟိုဒါသမီးလိုပဲဆက်ဆံတာလေမောင်တာတည်းအဲဒီတော့ကျုပ်ကလည်းအိမ်မက်ထဲမှာပြန်ပြောလိုက်တယ်ကိစ္စရှိလို့တွားတာပဲကွယ်ဖြစ်ပါတယ်တွားတာတွားအဲ့လိုမျိုးပြန်ပြောလိုက်တော့ချက်ချင်းငန်းဝါကြီးပုံစံဖြစ်သွားပြီးမှအိမ်ထဲကနေချော့ကနေထွက်သွားတာပေါ့ကွာမနေ့မိုးလင်းတော့ဘိုးကလည်းငန်းဝါကြီးထားတဲ့ပချိုးနေကြီးကိုဖွင့်ကြည့်လိုက်တော့အဲ့မှာဘာမှတော့မရှိတော့ဘူးကွယ်ဒါနဲ့ဘိုးကလည်းဒီအတိုင်းထားလိုက်တာတပတ်လဲကြာရောပချုပ်သေးကိုတွားကြည့်တယ်ဟေးဘိုးပချုပ်တော့မဖွင့်ရသေးဘူးကွာအထေးကနေငန်းဝါကြီးကအတန်ပေးတာပေါ့ကွာဝေဆိုတာကတော့ခရီးအင်မတန်တီးတဲ့တဝါမောင်တာတီးဒါကြောင့်မွေတွေနဲ့ပတ်သက်လာရင်ဘယ်တော့မှမလဲစားနဲ့ခရီးလည်းမပြတ်စေနဲ့ပေါ့ကွယ်အဲဒီလိုထူးဆန်းတဲ့မွေအကြောင်းတွေလည်းကြားရတာကိုဗျဒါကြောင့်လဲကျုပ်တို့ကဘိုးရစီနဲ့ဇုံရင်ကျုပ်တို့မှာထမင်းမဟင်းမေးကိုဖြစ်တော့တာဗျူဘိုးနဲ့တက်တူရွယ်တူလောက်ရှိတယ်မွေလိမ္မာဆရာတယောက်တော့ရှိတယ်ကွတူနာမည်ကတော့စိုင်းရခါတဲ့ဒီကောင်ကတော့မွေဟောက်ကြီးနဲ့ကပြတာကားလို့ပြီးရင်ဒီကောင်ကမွေကိုနှခမ်းချင်းတိတ်ပြီးမှနမ်းပြတာဟေးမွေကလည်းသူ့ကိုနမ်းသူကလည်းမွေကိုနမ်းမော်ကွာအဲ့ဒီနေ့ကပြန်လို့ရမယ်မွေဟောက်ကြီးကိုမလို့ပဲနဲ့တရက်ကြော်သွားတာဟေးတရက်ကလေးပဲကြော်တာပါကွာအဲ့ဒီနေ့ခါတိုင်းလို့မွေဟောက်ကြီးနဲ့အဲ့ဒီနေ့ခါတိုင်းလို့မွေဟောက်ကြီးနဲ့ကပြီးမှဘာသာချင်းနဲ့တိပြီးနမ်းတယ်မွေဟောက်ကြီးရဲ့ခေါင်းကိုတူးပါးစက်တဲ့ထည့်ပြီးတော့ငုံပြတာပေါ့ကွာအဲ့ဒီမှာလည်းမွေဟောက်ကြီးကစိုင်းရခရဲ့ရှာကိုကိုက်လိုက်တာပေါ့ကွာပြန်ဖြုတ်လို့မရတော့ဘူးေနောက်ဆုံးရှာကိုဓာတ်နဲ့ဖြတ်ထုတ်ရတယ်မောင်တာတည်းဒီလောက်တောင်မဲလားဘိုးရေဟုတ်ပါဗျာမွေများလို့တစ္ဆာရှိတာဟေးတို့ဘောမှာတစ္ဆာရှိမှလည်းကြိုက်တာအရိတစ္ဆာထားပြီးမှပြက်လို့ကတော့နဂါမျက်ဆောင်အကြောင်းမရွေးဆိုလိုပဲမောင်တာတည်းဟုတ်ပါဘိုးရေဘိုးပြောပြမှာပဲမွေနဂါတွေအကြောင်းကောင်းအောင်တီးရတော့တယ်ဘိုးရေမောင်တာတွေတို့လိုလူငယ်တွေကဘိုးတူတာပွားတာတော့ကောင်းတာပေါ့ကွယ်ဘိုးလည်းကြုံတဲ့အခါတိုင်းတော့ဘိုးရဲ့အတွေ့အကြုံတွေကိုပြောကြမယ်ကွယ်ဟုတ်ပြီလားနေဘူးလို့ညချမ်းတပေါင်းလားတရန်လို့ပြောတယ်လို့ပဲတပေါင်းလားကိုမကြိုက်တဲ့လူတွေကတော့ပြောကြမှာပေါ့ကွာတပေါင်းလားကိုကြိုက်တဲ့လူတွေကတော့တပေါင်းတာခေါင်းလာများနောင်လို့တော့ပြောကြတာပေါ့ဗျာတကယ်တော့တပေါင်းလားမှာကတောပန်းတောင်ပန်းတွေကုန်ပွင့်ပြီးမှဆေးအောင်မကြီးကားတစ်ချက်လို့လာတာဟုတ်
တော်တဲ့တောင်နဲ့ရောက်တဲ့သူတွေမှတိကြတာလေအခုတော့တပေါင်းလားမှာတော်တဲ့တောင်နဲ့ရောက်သွားလို့ရတော့ဗျာလူကိုလွမ်းဆွေးရတာဗျူဘာကိုလွမ်းမလဲကျုပ်ကတော့မသိဘူးဗျကျုပ်တော့ဒီတပေါင်းလားမှာတော်တက်ရရင်တော့လူကိုပြောတာဗျူငကားစီပေါ်လေးတောက်ရင်တောင်ရောက်မြောက်ရောက်သွေးနေတဲ့ကျုပ်သွေးတွေကတစ်ချက်မီးဘူဘက်ကိုရောက်သွားတာပေါ့ဗျာမီးဘူထဲမှာလဲအမေချက်နေတယ်ဝက်လက်ဟင်းအနှံ့ကတော့ကျုံနှာခေါင်းလေးကိုဝင်လာတာပေါ့ဗျာအောက်ရွေးကျော်ဆိုင်ကကိုပိန်ဒါခေါ်လို့အမေကလည်းလိုက်သွားပြီးမှဝက်လက်နှချောင်းဝဲလာတာပေါ့ဗျာဝက်လက်ကိုပိန်ကလည်းတီတီကြာတန့်ရှင်းပြီးမှခုတ်ပေးလိုက်တာပေါ့ဗျာအမေကအိုးထဲမှာစီနည်းနည်းလေးထက်ဝက်လက်အတုံးလေးတွေကိုထည့်တယ်စီဘူးထိုးတာပေါ့ဗျာကြီးကိုလည်းနည်းနည်းတော့ထည့်တာပေါ့နည်းနည်းလေးပေါ့ဗျာခေါ်ရည်လို့ခေါ်တယ်ဒီတော့မှဝက်လက်ထဲကနေရေတွေထွက်လာတာပေါ့ဗျာအသားတွေကရေကိုတော့ထုတ်ပြရတာပေါ့ဗျာအဲ့ဒီလိုရေထုတ်ပြီးမှဝက်သားကလည်းနှူးလွယ်တာလေအရတာလည်းပူကြည့်တာပေါ့ဗျာပထမတရေခန်းသွားလို့ဒုတိယရေထဲကနီးမှာတော့အမေကမယန်းဒီစိမ့်လေးတွေထက်ပြီးတော့မှလည်းရေကိုထပ်ထည့်ဒုတိယရေလည်းခန်းရောဝက်လက်ကနှူးရုံမဟုတ်ဘူးယူဣနေတာဗျူအရာတာကလည်းချင်းဖြုံးလေးအနံ့ကလည်းလို့ကိုမွေးတာဗျူမယန်းဒီကြောက်ထဲလေအောင်းတာပဲကျုပ်ကငကားသေးဘောလေးတွေကိုဖွာရင်းနဲ့အမေရဲ့ဝတ်သားဟင်းနဲ့မုံမွေးလေးကိုကျူနေတော့ရှိသေးတယ်ဗျာဒါဒီဝိုင်းဝါကနေကျုပ်ရဲ့နာမည်ကိုအတန်ကျကျနဲ့လမ်းခွန်နေတာဗျူတန်းလေးရပုံမှာဝက်လက်ကလေးလမ်းမှာဝတ်သားဟင်းနဲ့လေးကျူနေတဲ့အကျုပ်တော်မှလန့်ပြီးမှချက်ချင်းထားကြည့်မိတယ်ဗျပန်မွေးကုန်းကကိုစံအေးကြီးဗျလူကလည်းပိန်ချေကလန်ကလာကြီးနဲ့ဗျစကားပြောရင်လည်းအော်ကျဲနဲ့ပြောတာဗျပန်မွေးကုန်းမှာကတော့ဗျစံအေး2ယောက်ရှိတယ်အတူကိုတော့အာကျဲစံအေးလို့ခေါ်တယ်စံအေးရဲ့အဖေကတော့ဘိုးစံမောင်လေးဗျလောကိုစိတ်တူတဲ့ဘိုးကြီးဗျပန်မွေးကုန်းကကောင်းနေဆိုရင်ဘိုးစံမောင်ခွဲရမှာဘိုးစိတ်တို့ပေါ်ကြတာဗျဘိုးစံအေးလာလေးဗျအိမ်မော်လာဒီကိုလာခဲ့ပါဝိုင်းနေရတဲ့ဟိုကြီးလုံနေတဲ့ကိုစံအေးကြီးကိုကျုပ်ကလည်းလမ်းခေါ်လိုက်တယ်ဗျလဲပြင်ကိုင်းကြီးနဲ့အိမ်မော်ကိုတက်လာတာပေါ့ဗျာမွေးတာကြီးလားရီငွေစိန်ဘာတွေမှချက်နေရတော့ဟိုစံအေးကြီးကအတန်ကျဲကြီးနဲ့လမ်းပြီးတော့မေးတာပေါ့ဗျာဟိုစံရဲ့အတန်ကိုတော့ကျုပ်တို့တို့ရလုံးကမှန်းမိနေပြီးသားလေစံအေးကြီးပါလားကိုစံမောင်တို့ကနေထိုင်ကောင်းကြရဲ့လားကောင်းပါဗျာကျိုးတို့ကိုလက်ညှိုးတထိုးလို့နဲ့ခိုင်းကောင်းတော့ရိုးဟောလို့ကောင်းတော့ကိုစံအေးကလည်းဒူပါဘိုးစံမောင်ကိုပြောတာလေဗျာအမေကကိုစံအေးကြီးပြောတာကိုနားထောင်မှရီတာပေါ့ဗျာဟုတ်ပါစံအေးရဲ့နင်းပါစံမောင်ကတော့လို့စိတ်တူတဲ့အကောင်ဟဲ့နင်းအမေနဲ့မရခင်ရှိမှလည်းရီစား3ယောက်လောက်ရှိသေးတယ်သူစိတ်တူတာနဲ့ပဲအဆက်တွေပြက်ကုန်တာဟေးအမေကလည်းတူတငယ်ချင်းဘိုးစံမောင်ရဲ့အကြောင်းကိုပြောရင်လည်းရီတော့တာပေါ့ဗျာဘိုးစံအေးကတော့ကျုပ်တယ်ပြီးတဲ့ငကားစီးပေါ်လိတ်လေးကိုထုံးလေးဖွာလောက်တော့ဆက်တိုက်ဖွာပြီးမှအားရပါရရှိုက်လိုက်တယ်စေးလေးတောက်ရင်အမောမခံနိုင်ဘူးဆိုတာအားလုံးတော့တိကြတယ်ဒါပေမဲ့စေးလေးတောက်တဲ့လူတိုင်းကိုမေးကြည့်မောလာလို့ကတော့စေးလိတ်ကလေးမင်းညီပြီးမှနှရှိုက်3ရက်လောက်ရှိုက်လိုက်ရင်အမောကိုပြေးသွားတာဗျူကိုစံအေးကျုပ်စီလာတာဘာကိစ္စရှိလို့တော့ဗျကျုပ်ကလည်းကိုစံအေးကိုမေးလိုက်တော့ကိုစံအေးကလည်းတောက်လက်စဒီနွေချမ်းပကံကိုကုံအောင်မောတောက်ပြီးမှပြောတာပေါ့ဗျာမင်းစရာကြီးရောက်နေလို့ဒါတွေဘိုးလူပဲရောက်နေဟုတ်လားဟုတ်ပါဗျာမနက်ဆိုရင်ဝါရောင်တစောင်းမှာဘဝဖြူလေးပေါင်းလွယ်ကြီးတစ်လုံးလွယ်ပြီးမှဝိုင်းနေကိုရောက်ချလာတာဟိဘိုးလူပဲရတော့ဒီအတိုင်းပဲကိုစံအေးကြီးရေစိုင်းမစင်ဘုံမစင်ကိုရောက်လာတာကြီးပဲကူဟုတ်ပါဝါငါပါဘူစိတ်တို့ကတော့တူစီယာရောက်လာလို့ပြောနေတယ်ပေါ့ကွာတို့အိမ်ကလည်းဒီနေ့မှကောင်းချင်းပေါင်းတယ်လေကွာအဲ့ဒါနဲ့ဘာလဲမယမ်း6မိဖုတ်ကလေးနဲ့ကောင်းချင်းပေါင်းနဲ့ဘိုးလူပဲကိုခံထားတာပေါ့ကွာဘိုးလူပဲကတော့ဖျားဖို့ကိုထိုင်လိုက်ပြီးရတဲ့ဝဇန်ကြီးမင်းတကယ်ချင်းမောင်းတာတွေကိုတော့ဝဲဆိုပြီးတော့ငါ့ကိုတန်းလို့တော့တာဟိ
ကျုပ်လည်းဘိုးလူပေကိုတတိတော်ရနေတာဗျတုံးလေးရတော့ရှိပြီကိုစံကြီးရဲ့တုံးရတော့ရှိပြီကိုကြီးစံအေးရဲ့ကျုပ်ကလည်းအမေကိုအကျိုးအကြောင်းနေပြီးတော့အဝတ်စားလဲလိုက်တာပေါ့ဗျာအဘကတော့မနဲ့အစိုးရတွေကရွှေတောင်ကုန်းဘုရားပွဲအတွက်အစည်းအဝေးလုပ်ဖို့ရွာဦးเจ้าကိုတွားတာပေါ့ဗျာကိုစံအေးကြီးအော်ကျဲနဲ့စကားတွေပြောရှေ့ကတွားကျုပ်ကတော့နောက်ကလိုက်တာပေါ့ဗျာအဘိုးစံမောင်ရဲ့ဝိုင်းထဲကိုရောက်လာတာပေါ့ဟောပါလာပါပြီဗျာတရေမကြောက်တစီမကြောက်ကဝီမကြောက်သုံးမကြောက်တဲ့သားတိဘိုးစံမောင်ကတော့ကျုပ်ကိုစားတာပေါ့ဗျာကျုပ်ကလည်းရေးနေလိုက်တယ်ဗျူအေမောလည်းရောက်ရောအိမ်ဦးကမ်းမှာတင်ပလီခွေထိုင်းပြီးကျုပ်ကိုပြုံးကြည့်နေတယ်ဗျူဘိုးလူပေကတော့ဘယ်တော့ကြည်ပိန်ပါနှကမ်းမွေတက်တဲ့နဲ့မျက်လုံးတွေကလည်းကြည်ပြီးတောက်နေတာပေါ့ဗျာဟောဒါဒီနေကောင်းလားကွမင်းဘာနဲ့အမေရောနေထိုင်ကောင်းကြရဲ့လားဟုတ်ကဲ့ကောင်းပါလေဆရာကြီးကျုပ်ကလည်းဘိုးလူပေမေးတာကိုဖြေရင်းနဲ့ဘိုးလူပေကိုလည်းဦးချကြော့လိုက်တာပေါ့ဗျာဆရာကြီးရောနေကောင်းရဲ့လားဗျကောင်းပါနဲ့မောင်တာဒီရဲ့ကျုပ်ကချင်းတောင်နေပေါ်ရောက်နေတော့ဝေးဒါနဲ့ဒီဘက်ကိုမရောက်ဖြစ်တာကွအခုတော့ကိစ္စလည်းပေါ်လာတော့ရောက်လာရတာပေါ့ကွာမောင်တာဒီကျုပ်နဲ့လိုက်ခဲ့နိုင်လားအခုချိန်မှာတော့အားနေတဲ့ချိန်ပဲဆရာကြီးကျုပ်လိုက်နိုင်ဒါဆိုရင်ဟန်ကြပြီပေါ့ကွာကျုပ်တို့နတ်နဂါအင်းကြီးကိုတွားရလိုက်မယ်မောင်တာဒီနတ်နဂါတိုက်ထဲမှာခြေပရပိုက်တုံးစုကိုတွားယူရမှာပေါ့ကွာဟုတ်လားဆရာကြီးnoအဲ့ဒီနတ်နဂါအင်းကဘယ်မှာရှိရတော့ဆရာကြီးရခိုင်ပြည်မှာကွတဘာဝအင်းကြီးတစ်ခုမောင်တာဒီရခိုင်တောင်ကြားထဲမှာရှိတာအင်းကြီးရဲ့ဘေးပပန်းတွေမှာလဲတောင်အမြင့်ကြီးတွေကာထားတယ်လို့ဖြစ်နေတာပေါ့ကွာဒါပေမဲ့အဲ့ဒီအင်းကြီးအောက်မှာတော့အနက်ကြီးဆိုပဲကွာအဲ့ဒီအင်းကြီးရဲ့အောက်ခြေကတော့ပင်လေအထိပေါက်တယ်တဲ့ကွဒါကြောင့်လဲအဲ့ဒီအင်းထဲကိုနဂါးတွေနေတာပေါ့ကွတို့နေပါဦးဆရာကြီးနဂါးဆိုတာတကယ်ရောရှိရဲ့လားကျုပ်ကပုံမြင်နေနဲ့ပဲထင်တာနော်ရှိတာဗောမောင်တာတည်းရေပုံမြင်ထဲမှာရှိတာမဟုတ်ဘူးကွအပြင်မှာလည်းတကယ်ရှိတယ်ဒါပေမဲ့ပုံမြင်တို့ဇန်နီပတ်တို့ထဲမှာတော့လူစိတ်ဝင်စားအောင်တော့ပိုမူလေးပြောကြတာတော့ရှိတာဗောကွဒါဆိုရင်ငကားဆိုတာတကယ်ရှိတာပဲဘိုးလူပေကလည်းရေနွေးချမ်းပကံလေးကိုယူပြီးမှတောက်လိုက်တာဗောဗျာပြီးတော့မှစကားဆက်ပြောတယ်ဒါဆိုတာကတော့တုံးမျိုးရှိတယ်မောင်တာတည်းကုံနဂါဒီနဂါအာဂါဒနဂါဆိုမှခွဲထားတယ်ကုံနဂါကတော့သောတောင်ထဲမှာနေတာပေါ့ကွာတချို့ကတော့ကုံနဂါကိုတောင်နဂါလို့လည်းခေါ်ကြတယ်ဒီကောင်တွေကအရွယ်စားတော့မွေလောက်ပဲရှိတယ်အမောက်တော့ပါတယ်ရီမာနေတဲ့နဂါကိုတော့ပင်လယ်ထဲမှာတွေ့ရတာပေါ့ကွာပင်လယ်နဲ့ဆက်တဲ့အင်းနေအိုင်နေမှာလည်းနေကြတယ်လို့တော့ပြောကြတယ်အရွယ်စားတော့ကြီးတာပေါ့ကွယ်လုံးဘကထမ်းမင်လောက်တော့ရှိတယ်ခေါင်းကတော့ခွဲတောင်းလောက်တော့ရှိတယ်ကွယ်အရှိကတော့ပေ40လောက်တော့ရှိကြတယ်အာဂါဒနဂါဆိုတာကတော့မြင်ဘူးတဲ့လူအင်မတန်ရှားပါတယ်ရှိတယ်လို့တော့ကျုပ်တို့လည်းသိရတာကွယ်တိကြကြတော့မသိဘူးကောင်းငင်မှာတွာလာနေတယ်လို့ပဲကြားဘူးလေဒါဆိုရင်ကျုပ်တို့အခုတွားမယ်နတ်နဂါအင်းကြီးရရေနဂါမျိုးပေါ့နော်ဆရာကြီးဟုတ်တာဟောမောင်တာတည်းရဲ့ရေနဂါမျိုးပေါ့ကွယ်အရွယ်စားလည်းအကြီးကြီးပဲပြီးတော့တို့ကရိုးနဂါလည်းမဟုတ်ဘူးနတ်နဂါတွေကွယ်နတ်နဂါတွေနတ်နဂါဆိုတာဘလို့တော့ဆရာကြီးတို့ကခြေအောက်မှာတော့ဗိမာန်နဲ့နေကြတာကွတို့နေတဲ့ဗိမာန်ကိုလည်းတို့ရဲ့တကိုးတွေနဲ့ဖန်ဆင်းနိုင်ကြတယ်ပြီးတော့နတ်နဂါမျိုးတွေဟာကြိုက်တဲ့အချိန်မှာလူရောင်လည်းဖန်ဆင်းနိုင်ရတယ်ကွလူအတွင်နဲ့လူတွေကြားထဲမှာရောနော်တွားလာနေနိုင်မို့ကွာတို့ကိုတာမန်လူတွေကတော့မသိဘူးဒါပေမဲ့အစင်းမြင့်တဲ့လူပုဂ္ဂိုလ်တွေယဟန္တာပုဂ္ဂိုလ်တွေကတော့တို့မြင်တာနဲ့သိကြတာပေါ့ကွ
ဒီလိုလောကကြီးကလည်းထူးဆန်းစရာတွေတော်တော်များတာပဲလားဆရာကြီးရေဟုတ်တယ်မောင်တာတွေရဲ့ဟုတ်လဲကျုပ်တို့တွားမှာကအမင်းမှုရွှေဆက်တော်ဘက်ကနေတွားရမှာမောင်တာတွေရဲ့မိဘတွေကိုခွင့်တောင်းပြီးတော့ကွယ်အခုလာမဲ့လာပြင်းနေမတိုင်ခင်မှာနန္ဒကားအင်းကိုကျုပ်တို့ရောက်ဖို့လိုတယ်။အော်မှာပြင်ဆင်စရာရှိရလေးလည်းပြင်ဆင်ရအောင်မယ်ဒီကွယ်ဟုတ်ပြီလားအကောင်းပါပြီဆရာကြီးရဲ့ဆရာကြီးခီးထွက်မဲ့နေ့ဟိုလားမိတ်ရှိပါအကျုပ်ဘက်ကတော့အစင်နှင်းဖြစ်နေစီရမယ်ဗျို့ဒါဆိုရင်တော့တပတ်ခါမနဲ့စောစောကိုစပြီးတော့ထွက်ကြမယ်ကွယ်ဘိုးလူဝင်းနဲ့ကျုပ်တို့ကလည်းဘိုးလူဝင်းနဲ့ကျုပ်တို့မကွေးရောက်တော့မြတ်တလွန်ဖះကိုဝင်ဖူးကြတယ်မင်းမူဘက်ကန်းကိုတော့တင်းမောနဲ့ကူးကြရတာပေါ့ဗျာအကြီးလဲတောင်းတွေကိုကွေးပတ်ပြီးတော့သွားရတာပေါ့မင်းမူရောက်တော့ရွှေဆက်တော်ကိုတွားရခိုင်ဘက်ကိုဝင်ခဲ့ကြတာပေါ့ဗျာဒါပေမဲ့ရှီတော်ရာကိုတော့ဝင်ဖူးဖို့အချိန်ကတော့မရတော့ဘူးဗျို့ရခိုင်ရောက်တော့ရွာလေးတရွာကနေရခိုင်လမ်းပြတယောက်ကိုငားရတယ်အသက်40လောက်တော့ရှိပြီဗျို့ကိုကြီးချေးလို့တော့ခေါ်တယ်အဲ့ဒီလူကမုတ်သိုးလေဗျာလမ်းကတော့လွတ်ကျွမ်းတာဗျို့ကိုကြီးချေးလမ်းပြပေးလို့ကျုပ်နဲ့ဘိုးလူပေနဲ့ကတရက်နဲ့တညလည်းတွားပြီးရောနန္ဒကားအင်းကြီးကိုရောက်ကြတာပေါ့ဗျာအင်းကြီးမှာနေတာကြီးမှမဟုတ်တာဗျာဘေးပပတ်လဲမှာတောင်းကပယံကြီးမမတ်ကြီးကိုရှိနေတာဗျို့အခုကျုပ်တို့ရောက်တဲ့ဘက်ကတောင်ကြားလန်းရှိလို့တဲ့အထိတော့ဆင်းနိုင်တယ်ပေါ့ဗျာကိုကြီးချီဒီခြေတွားလန်းတွေကလူတွေအင်းတွေကိုဆင်းနေလန်းလူတွေတွားမှများလို့လမ်းဖြစ်သွားတာလားဗျမဟုတ်ပါဘူးကွာဒီလမ်းကလူတွားလန်းမဟုတ်ဘူးဟေးနဂါးတွားလန်းနဂါးဘိုက်ရကြီးကနေအခုလိုမျိုးလမ်းနေဖြစ်ကုန်တာဟေးလူတွေကဒီအင်းမှာငါ့ကိုမဖမ်းရကြဘူးဟေးဒါနဂါးဘိုက်ရဟုတ်လားကျုပ်ဆိုရင်ကြက်တင်းနေတော့တပြန်းနဲ့ထသွားလိုက်တာဗျူကျုပ်မြေကြီးမှာတိတ်ချာငုံကြည့်တယ်ဟုတ်ပါဗျာနဂါးတကောင်ရဲ့ဘိုက်ရကြီးပေါ့ဗျာဗျာဘာတွေများတွေ့ရအောင်ပါလဲဗျာဘိုးလူဘေးကတော့ဘုန်းကြီးရှိကိုခေါ်ပြီးမှအင်းဆက်ကိုဆင်းကြတယ်ကျုပ်ကတော့လိုက်ရတာပေါ့ဗျာဘိုးလူဘေးကလည်းနေရာတစ်ခုကိုပြတယ်ဗျို့ကိုကြီးရှိကိုတစ်ပင်နဲ့ခုတ်ခိုင်းတာပေါ့ဗျာ15ပေလောက်ကျဲတဲ့မြေပြောင်ရလာတော့ဝါခုတ်ခိုင်းပြီးမှ2000လောင်းမြင်းနဲ့ဆင့်ကိုဝါနဲ့ထိုးခိုင်းတာပေါ့ဗျာဘုန်းကြီးရှိကတော်ထဲမှာလင်းစင်ထိုးနေရဆိုတော့ခဏလေးနဲ့ဘိုးလူဘေးလိုချင်တယ်ဆင်ကြီးပြီးသွားတာပေါ့ဗျာဘိုးလူဘေးကတော့ကြောပွဲတွေပြင်မှုအတွက်ဝါနဲ့ပဲကြောင်းပတ်ကလေးတွေရက်ခိုင်းနေဒါကတော့ကျုပ်ကျွမ်းမိတာလေဗျာကျုပ်ကအပနဲ့တောင်းရက်ရင်ဝင်ပြီးတော့ရက်နေကြလေဗျာကျုပ်ကလည်းပွဲပြင်မှုဝါခံတောင်းလေးတွေကိုရက်လိုက်တယ်ကျုပ်တောင်းရက်နေတော့မှပဲမုတ်ဆိုးကိုကြီးချီရဝဘိုးတွေခုတ်ပြီးမှဖောင်ဖွဲ့နေတာဗျူအောင်ကလည်းသေးပြီးပတ်လေဝဘိုးတုံးစင်းခံမော်ဗျာကျုပ်တောင်းနေလဲရက်ပြီးရောကိုကြီးချေကိုဖောင်ဖွဲတာဝေးလိုက်တာပေါ့ဗျာဘိုးလူဘေးကဖောင်ဝတီကြာစစ်ကြည့်ပြီးမှပေါ်ကြသွားတယ်မုတ်ဆိုးကိုကြီးချေကလည်းဖောင်နွယ်ကျိုးတွေချိန်နေနဲ့အထက်ကိုချီပြီးမှဖွဲ့ပြီးတာပေါ့ဗျာဖောင်ဖွဲ့ပြီးကြနဲ့ကိုကြီးချေကလည်းတော်တဲ့ကိုဝင်းပြီးတော့လဲအုံဒီငါလုံးငပြောခိုင်တွေကိုခုတ်ကြတာပေါ့ဗျာကျုပ်ကလည်းလိုက်ပြီးတော့လည်းငပြောခိုင်တွေကိုကူထမ်းပေးတာပေါ့ဗျာဒါနဲ့ပြီးကြနဲ့ဘိုးလူဘေကပွဲတွေပြင်းတာပေါ့ဗျာဖရာတပွဲငပြောတုံးဖီရှင်ဥပဂုတ်တတပွဲငပြောတုံးဖီတောင်ပိုင်နဲ့ကြီးတပွဲငပြောတုံးဖီတောဆောင်နဲ့တပွဲငပြောနှစ်ဖီနဂါးတပွဲငပြောနှစ်ဖီပွဲတွေကိုစောစောကကိုကြီးချီထိုးဝေးထားတဲ့ဆင်းပေါ်မှာစီးပြီးမှတင်တာပေါ့ဗျာအားလုံးလည်းပြီးတော့ညနေလဲစောင်းနေပြီယူဘိုးလူဘေးဟာကိုကြီးချီကိုမေးတယ်ဒီညဒီမှာအိတ်ကျင်တလားပြန်ကျင်တလားမေးတာပေါ့ဗျာကိုကြီးချီကတော့ပြန်မယ်လို့တော့ပြောတယ်ဒါနဲ့ဘိုးလူဘေးကလည်းကိုကြီးချီကိုငွေတွေထုတ်ပေးတာပေါ့ဗျာကိုကြီးချီတောင်းထားတဲ့
ငွေရဲ့နှစ်ဆကိုပေးလိုက်တယ်ပြီးတော့လဲကျေးဇူးတင်စကားကိုဘိုးလူဘေးကအထက်ထက်ခါခါပြောတာပေါ့ဗျာဘုန်းကြီးကြီးလည်းပြန်သွားရောနန္ဒကားအင်းကြီးရဲ့ကန်းဆက်မှာဘိုးလူဘေးရဲ့ကျုပ်ရဲ့ဘတော်ပဲငါဘွဲရဲ့တဲ့ဒါပဲကြံခဲ့တော့တာပေါ့ဗျာဘိုးလူဘေးကရေစက်အထိကိုဆင်းသွားတယ်အင်းကိုအကဲခတ်နေတာပေါ့ဗျာအောင်တာတိဟောဒီအင်းကအလျားတမိုင်ကြောတယ်အနံကတော့တမိုင်မပြည့်ဘူးဝေညကိုလမွန်တဲ့တာနဲ့ကျုပ်ကရေထဲကိုဖောင်နေထွက်မယ်အောင်မမန်းတန်းနေအဆက်မပြတ်ရွတ်ရမယ်ကွယ်ဟောဒီပွဲတွေကိုတော့မောင်တာတွေကစောင့်ရှောက်ပြီးမှနေခဲ့ရမယ်ကွယ်အဟုတ်ကဲ့ပါဆရာကြီးဘယ်နေတော့မောင်တာတွေနေဝင်းရဲပါအနေဝင်းတာဘောဆရာကြီးရတယ်မောင်တာတွေကတော့တကယ်ကိုအာကလူပဲကွယ်ပွဲတင်ပေါ်ကဖျောင်းနိုင်မီးတွေကိုတော့မပြည့်အောင်တော့ဖုံးရမယ်နော်ရင်းရင်လည်းထပ်ထွန်းပြီးတော့ခက်လန်းလန်းမှာမိဖို့ဖိုးထားမိကိုလည်းအဆက်မပြတ်ထဲတော့ကျုံမတွားခင်ဟောဒီနေရာကိုစီးချထားပေးခဲ့မယ်ဖြစ်တယ်မလားမောင်တာတွေဖြစ်တာဗောဆရာကြီးရဲ့ဘိုးလူဘေးကကျုပ်ကိုစိတ်မချတယ်လို့နဲ့အထက်ထက်မေးနေတာဗောဗျာမိုးမချုပ်ခင်ကမိုးမချုပ်ခင်မှာပဲကျုပ်ကလည်းတောထဲကိုဝင်ထင်းချောင်းနေစုတာတော့ထင်းချောင်းနေစုတာဗောဗျာမိဘုံမဲ့နေရာကိုလည်းတီတီကြကြရှင်းထားလိုက်တယ်မိုးချုပ်ပြီဆိုတာနဲ့ကျုပ်ကလည်းမိဖို့ကိုမိမွေးတော့တာပေါ့ဗျာဝင်ခံဒီနေအောင်အောက်မှာတော့နန္ဒကားအင်းကြီးရဲ့ရေပြင်ကြီးမှာလိုင်းချက်ခုတ်တွေအဖြတ်ဖြတ်နဲ့ထနေတာပေါ့ဗျာကျုပ်ကလည်းငေးကြည့်နေမိတာပေါ့ကျုပ်တို့ဆရာတပည့်နှစ်ယောက်ကလည်းပါလာတဲ့ကောင်းချင်းပေါင်းတွေကိုကြည်ရောက်တွေခွဲပြီးမှငါ6ဖုတ်လေးနဲ့ညစာကိုစားလိုက်ကြတာပေါ့ဗျာပြီးတာနဲ့ဘိုးလူဘေးကလည်းပွဲတွေမှာဖျောင်းနိုင်မီကိုထွန်းတယ်ကျုပ်ကလည်းဝါးစင်ပေါ်မှာခက်ကြဲကြဲဖျောင်းနိုင်မီတွေကိုထွန်းတာပေါ့ဗျာကျုပ်ကဝလုံးပေါ်မှာဖျောင်းနိုင်မီတွေကိုတန်းစီပြီးတော့ထွန်းလိုက်တယ်အင်းဆက်မှာဖျောင်းတိုင်းမီးအောင်နေနဲ့ဆိုတော့လင်းထိန်သွားတာပေါ့ဗျာကျုပ်ရဲ့မီးလင်းဘိုးကလည်းမီးတောက်တွေကထပြီးတော့လင်းနေတာပေါ့ဗျာမီးလင်းအောင်ကလည်းရေပြင်အထီကိုလင်းနေတာပေါ့ဘိုးလူဘေးကတော့ပွဲစဉ်ရှိမှာအဝေးကလေးတစ်ထည်ခင်းပြီးတော့လည်းရွတ်ဖတ်နေတာပေါ့ဗျာလာထွက်လာပြီဗျလာပြေညလာမင်းကြီးကတော့ဝိုင်းဆက်ဆက်နဲ့ပြည့်ပြည့်ဝဝကြီးပေါ့ဗျာလာကမြင့်လာလေအင်းရီပြင်းကြီးကလည်းတဖြည်းဖြည်းလင်းလာလေပဲပေါ့ဗျာဘိုးလူဘေးရဲ့မန်တန်ရွတ်တန်ကလည်းပိုပြီးမှကျဲလာတာပေါ့ကျုပ်ကတော့ပွဲစဉ်ပေါ်မှာအယောင်းတိုင်းနဲ့အမွေးတိုင်းကိုအသက်မပြည့်အောင်ထုံးနေတော့တာပေါ့ဗျာမွေးတိုင်းထုံးဖို့ညာကလေးကကျုပ်ကလည်းဝစစ်ကလေးတွေလှုပ်ထားတာပေါ့လာမွန်းတဲ့ပြီဗျို့ကဲမောင်တာတွေဖောင်းကိုတွန်းကြလို့ဝေးဒီစမ်းမှာချထားတယ်ဖောင်းကိုဒီထဲရောက်အောင်ဘိုးလူပေနဲ့ကျုပ်နဲ့တွန်းကြတာပေါ့ဗျာဖောင်းကရေထဲရောက်သွားပြီဖောင်းကတော့ရေထဲရောက်သွားပြီပေါ့ဗျာကဲငါတပြည့်ကြီးဆရာစည်းတွေချလာခဲ့ပြီဘာမှမကြောက်တော့ဟုတ်ပြီလားဘိုးလူဘေကအောင်မော်တက်ပြီးဝလုံးလေးပေါ်မှာဖျောင်းနိုင်ကြီးကြီးတွေကိုလိုက်ထွန်းလိုက်တယ်သူဖောင်းလေးကလည်းလင်းထိန်သွားတာပေါ့ဗျာကဲအော်ဒါတွေမောင်ကြီးချေလှုပ်ပြီးခဲ့တဲ့ဘိုးချမ်းလေးပေးစံကွယ်ဘိုးကြီးချေကဘိုးလူဘေကိုဖောင်းကိုလော်ဖို့အတွက်ဝဘိုးချမ်းလေးကိုလော်တက်လေးလှုပ်ပြီးခဲ့တယ်ကျုပ်ကလည်းဝဘိုးချမ်းလော်တက်ကိုယူပြီးမှပေးလိုက်တာပေါ့ဗျာဘိုးလူဘေကမိတွေလင်းနေတဲ့ဝါဖောင်းကိုလော်ပြီးမှလဲအင်းရီပြည်ကြီးတဲ့ကိုထွက်သွားတော့တာပေါ့ဗျာရေလေလောက်ရဲ့ရောက်ရောဘိုးလူဘေကဝါဖောင်းကလည်းတက်မှာထိုင်ပြီးတော့မန်တန်တွေကိုရွတ်တော့တာပေါ့ဗျာဘိုးလူဘေမန်တန်ရွတ်တဲ့အတန်ကိုလေတင်းရင်တော့တက်လေးကြားရတယ်အကျုပ်ကတော့မီးဘို့ကိုထင်းထည့်ပေးလိုက်တယ်ပြီးတော့လည်းပွဲစဉ်ကငိမ့်သွားတဲ့ဖျောင်းနိုင်တွေကိုပြန်ထွန်းတာပေါ့ဗျာကုံသွားတဲ့ဖျောင်းနိုင်တွေကိုအတစ်ဆိုင်လိုက်တာနဲ့ပေါ့ဘိုးလူဘေကိုလည်းမျက်ခြေမပြတ်အောင်ကျုပ်ကကြည့်နေသေးတာပေါ့ဗျာကြည့်တာကြည့်နေရတာပဲဗျာကြည့်တာကြည့်နေရတာပါဗျာဘိုးလူဘေတစ်ခုဖြင့်ကျုပ်ကလည်းဘာမှမလုပ်နိုင်ဘူးဗျို့ဒီထဲကနေလိုင်းလုံးကြီးတစ်လုံးထားသွားပြီဗျို့ဘိုးလူဘေကလည်း
မန္တန်ကိုအသက်မပြတ်ကိုယွတ်နေတာပြုဒီလိုင်းကြီးကဘိုးလူပေရဲ့ဖောင်နဲ့ခက်လန်းလန်းကိုပေါ်လာတာဗျာဟာမီးတန်းကြီးဗျာမီးတန်းကြီးဟာငကားမီးနဲ့မှုတ်နေပြီဗျို့ဘုံဆိုတာနဲ့လိုင်းလုံးကြီးတစ်လုံးကိုထားသွားတာဗျို့အဲ့ဒီလိုင်းလုံးထဲကနေလဲမီးတန်းကြီးကထွက်လာတာပေါ့ဗျာလိမ်မော်ရောင်မီးတန်းကြီးဗျို့ဒါပေမဲ့ဘိုးလူပေဘက်ကိုမှုတ်တာတော့မဟုတ်ဘူးဗျအပေါ်ကိုမှုတ်ထုတ်တာကျုပ်စိတ်တင်တာတော့မီးတန်းကြီးကအပေါ်ကိုပိတ်20လောက်တော့တက်သွားတယ်ထင်းနေဗျဘိုးလူပေကိုကြည့်လိုက်တော့လဲတမလင်ခွေမပြတ်ဘူးဗျို့မန္တန်ကိုအတန်ကျကျနဲ့ဆက်ပြီးတော့ယွတ်နေတယ်ဗျဟာနဂါးတွေဘနာကောင်းတော့ရောက်လာပြီလဲမလိပါဘူးဗျာအေးပြင်းကြီးနားမှာဟိုနားမှာဝုန်းနေဒီနားမှာဝုန်းနေလိုင်းနေထားလာလိုက်တာဗျာမီးတွေကလည်းတရွှေရွှေနဲ့မှုတ်ထုတ်လိုက်တယ်အင်းကြီးနေရအနံ့မှာကိုပေါ်လာတော့တာဗျို့ကျုပ်ဘိုးလူတွေအတွက်ကိုစိုးရင်လုံးအမြဲတောင်မှမခက်ပဲနဲ့ကြည်နေတာပေါ့ဗျာကျုပ်ကပွဲစဉ်ပေါ်မှာအယောင်တိုင်းအမွှေးတိုင်းနေဟူတော့ကျုပ်စီရန်မာရတဲ့အတိုင်းအဆက်မပြတ်ထွန်းတာပေါ့ဗျာအယောင်တိုင်းထွန်းပြီးဘိုးလူပေကိုကျုပ်ကလဲကြည့်လိုက်တယ်အောင်မလေးဗျာကျုပ်ပါဇက်ကနေတော့လွတ်ခနဲ့ထွက်သွားတယ်ဗျို့ဘိုးလူပေရဲ့ဝါဖောင်ကိုကျိုးနဲ့ချီပြီးသွဲပြေးနေတာဗျို့ဝါဖောင်ကရေပြင်ကြီးထဲမှာရိတ်ခနဲ့ကိုပြေးနေတာဗျို့အရှိပဲရောက်သွားလိုက်တောင်ပဲရောက်သွားလိုက်အနောက်ပဲရောက်သွားလိုက်နဲ့ဝါဖောင်ကတော့ရေပြင်ပေါ်မှာရှက်ပြေးနေတာပေါ့ဗျာကိုကြီးချေဖောင်ကိုတိကျလှုပ်ပေးခဲ့လို့ဗျာပြေးလိုက်ပြီဗျို့ပြေးလိုက်ပြီဝါဖောင်ကိုလွယ်ပြီးပြစ်တာဗျို့ဝါဖောင်ကလည်းလေထဲမှာပြန်တက်သွားတယ်တော်ဝေးကိုရောက်သွားတာဗျာဝါဖောင်ကလည်းရေကလေးကိုဘုံကနေလည်းပြန်ကြတယ်ဘိုးလူကြီးကတော့တမလင်ခွေထိုင်လျက်ပဲဗျာဝါဖောင်မှာထွန်းထားတဲ့ဖျောင်းနိုင်တွေကတော့အားလုံးငြိမ်သွားကြပြီအလားရောင်နဲ့ပဲနေရတာပေါ့ဗျာနဂါးတွေကဖောင်ကိုသွဲပြေးလိုက်နဲ့လှုပ်နေကြတာနာရီတွေကိုမနှဲတော့ဘူးဗျို့ကျုပ်လည်းဘာလို့ပေးရမှမသိဘူးလေဗျာဘိုးလူကြီးကကျုပ်ကိုမာထားတာပွဲစဉ်ကမီးမငိမ့်ဖို့ပဲလေဗျာနောက်တော့ကျုပ်ကလည်းတတိယသွားတယ်ပရိတ်ကြီးဆက်တုတ်ထဲမှာခန္ဓာတုတ်ကနဲ့တကားတွေကိုမြက်တာပူတဲ့ဥစ္စာလေးဗျာကျုပ်ကလည်းမြက်တာကျုပ်ကလည်းခန္ဓာတုတ်ကိုရွတ်ဖတ်လိုက်တာပေါ့ဗျာကျုပ်ခန္ဓာတုတ်ကိုမပြတ်ရွတ်တော့ငကားကြီးပေါ်လာပြီဘိုးလူပေရဲ့ဖောင်နဲ့10ပေလောက်ကိုတော့ကွာတယ်ဗျငကားကောင်းကြီးပေါ်လာလိုက်တာဗျာခေါင်းကတော့တင်းတောင်တစ်လုံးစာလောက်ကိုရှိတယ်ဗျို့ခေါင်းမှာလည်းအထစ်တွေနဲ့ဗျို့အမောက်တောင်မှပါတယ်ဗျာရေထဲမှာခေါင်းကြီးကိုထောင်ထားလိုက်တာကျုပ်စိတ်တင်တော့9ပေလောက်ကိုရှိမယ်ဗျို့ဒါတော့ပေါ်နေတဲ့အပိုင်းပဲဗျမျက်လုံးတွေကလည်းနေကြီးအင်းတော့ပကံလုံးလောက်ကိုရှိတာဗျို့မေးစီမှာလည်းလူမိတ်မေးစီမှာလည်းလူမုတ်စိတ်မွေးလိုမျိုးအမွေးမြင်နေနဲ့ဗျို့ဘိုးလူဘေးကလည်းအတန်ကျနဲ့ပြောလိုက်တယ်အတင်းနဂါမင်းပထမမုတ်ကိုကြီးများသာနာတော်အတွန်းရှိအောင်စီဝေးတိုင်ပြင်ပြီးတော့လှုပ်ဆောင်နေကြပါလေအဲဒီထဲမှာတင်လဲပါဝင်ပေးဖို့ပထမဆရာကြီးတွေကတင်းကိုဖိမှန်တကားပြုပါတယ်တင်းရဲ့ဖိမှန်ထဲမှာထားတယ်တင်းဆောင်လျှောက်ထားတယ်ကြေးပရပိုက်3စုကိုကျုပ်ကိုပေးပါနဂါမင်းကျုပ်ကနေတဆင့်ပထမပုဂ္ဂိုလ်ကြီးတွေစီကိုအရောက်ပို့ပေးပါမယ်ဗုဒ္ဓရဲ့သာနာတော်အထွန်းရှိဖို့အတွက်အာရီကြေးပရပိုက်ကိုကျုပ်ထံကိုဝေဒနာတော်မူပါနဂါမင်းကြီးနဂါကြီးကလည်းရေထဲကနေကောင်းကြီးကိုထောင်ပြီးမှဘိုးလူပေကိုစိုက်ကြည့်နေတာပေါ့ဗျာကျုပ်စိတ်ထဲမှာတော့နဂါကြီးကဘိုးလူပေကိုမိတော့ကြီးနဲ့မှုတ်လိုက်မလားလို့တွေးနေတာပေါ့ဗျာခန္ဓာတုတ်ကိုလည်းကျုပ်ကလည်းမနာစတန်ရွတ်တယ်တောချက်တွေတောင်တွန်းပြီးပြုံးမကြခင်အာယုံတော်လာတော့မယ်နဂါကြီးကလည်းရေထဲကိုပြန်ငုပ်သွားတယ်ပြုရေပေါ်မှာလိုင်းတွေကိုထကြံခဲ့တာဘိုးလူပေရဲ့ဝါဖောင်လေးကလည်းလိုင်းတွေပေါ်မှာလူခန့်နေတာပေါ့ဗျာအချိန်နဲ့တော်ကြာရောအရေးပြင်းကြီးတစ်ခုလုံးငြိမ်သက်သွားတယ်ပြုနည်းနည်းလေးမှမလှုပ်တော့တာဘိုးလူပေကတော့မန္တန်တွေကို
အဆက်မပြတ်ယွနေသေးပဲပေါ့ဗျာကျုပ်ကလည်းခန္ဓာတုပ်ကိုယွရင်ပွဲစဉ်ကမိကိုလည်းမငြိမ်းအောင်ထုံးနေရတာပေါ့ဗျာဝုန်းဝင်းနေဆိုပြီးမှရေလိုင်းကြီးတစ်လုံးထားသွားတယ်ဗျို့ဘိုးလူဘေးကလည်းဖောင်းပေါ်မှာထိုင်လျက်ကနေတခုခုကိုလမ်းဖမ်းလိုက်တာကိုတွေ့ရတယ်ဗျို့ငြိမ်သွားပြီဗျို့အင်းကြီးတစ်ခုလုံးငြိမ်သွားပြန်ပြီတော်လုံးမှလည်းလင်းချက်တွေတွန်းနေပြီဗျို့တော်ချက်ဖတွေတောင်မှတစ်ဖြက်ဖြက်တွေခတ်ပြီးမှတော်နဲ့မှတွန်းနေရတာပေါ့ဗျာဘိုးလူတွေပြန်လာပြီဗျို့ဝဘိုးချမ်းလေးလော်တက်လေးကိုလော်ပြီးမှဘိုးလူတွေကတော့ကျုပ်ဘက်ကိုပြန်လာပြီဗျို့ဝါပေါင်လေးကလည်းကျုပ်ရှိတဲ့ဘက်ကိုတရွေ့ရွေ့နဲ့မျောလာတာပေါ့ဗျာဝါပေါင်လေးလည်းကန်းဆက်ကိုရောက်ခါနေတော့ကျုပ်ကလည်းပြေးပြီးမှအောင်ကိုလမ်းဆွဲလိုက်ကန်းဆက်မှာဖောင်ကိုဆွဲတင်ပေးလိုက်တော့ဘိုးလူတွေကလည်းလွယ်အိတ်ကြီးကိုစလွယ်တိုင်းလေးနဲ့ပဲဖောင်ပေါ်ကနေဆင်းလာတာပေါ့ဗျာဝဲတင်ရှိမှာတော့လွယ်အိတ်တဲကကြီးပရပိုက်ကြီးကိုထုတ်နဂါးပွဲပေါ်ကိုတင်လိုက်တာပေါ့ဗျာနဂါးမင်းကြီးတင်နဲ့ကျုပ်နဲ့ပရိပြုခဲ့တဲ့အတိုင်းဒီကနေ့ကနေစဤတွက်လို့တနေ့ပြည့်တဲ့အခါဒီနေ့ဒီကြီးပရပိုက်တုံးစုကိုပြန်လာပို့ပေးပါမယ်ဟုတ်တယ်ဗျို့ကျုပ်ကလည်းတေးသေးချာကြည့်လိုက်တော့ကြီးပရပိုက်ကြီး၃ချက်ဗျာရွှေချိုးနဲ့ကြက်ချီကကိုရှိထားတာဟောတာဒီကျုပ်နဂါးနဲ့ကျုပ်နဲ့ကတော့ဂရီထားပြီးကြပြီတနေ့ပြည့်တဲ့အချိန်မှာကျုပ်ဒီတေးပရပိုက်တုံးစုကိုအော်ဒီနနဂါးရင်အရောက်လာဖို့ရတော့မှာပွဲနန်းနဲ့နဂါးမလဲသားနဲ့လို့ရှိလူသူမာခဲ့တဲ့အတိုင်းဒီပရပိုက်တွေကိုပြန်မမှုပဲနဲ့ထားလိုက်လို့ရတော့ဗျာကျုပ်တို့ဇေယျတပြေးနှစ်ယောက်စလုံးမိတွေတုံးကြီးလုံးမဲပြီးတော့သေသွားကြမှာဟိဟုတ်လားဆရာကြီးရေဒီတကောင်းတော့ဘိုးရသည်ပြောရတော့ကြားဘူးသားဗျဟုတ်လားအလိမ္မာဆရာကိုရစီကိုပြောတာလားလူပမာနေလို့တော့ကွဘိုးရစီကဗန်မွေးကုန်းသားလေဆရာကြီးရဲ့အခုလည်းဗန်မွေးကုန်းမှာပဲနေတယ်မွေတော့လွတ်နိုင်တဲ့ဘိုးကြီးဗျာဟုတ်တယ်မောင်တာတွေရေကျုံဝင်ငယ်ရလဲဘိုးရစီပြတဲ့မွေးလိမ္မာပွဲတွေကိုတုံးလေးခါလောက်တော့ကြည့်ဘူးတဲ့မွေလိမ္မာပြတာတိတ်တော်တဲ့လူပဲသူကမွေလိမ္မာကိုလမ်းဘေးမှာပြတာမဟုတ်ဘူးယုံတွင်းမီးကိုစိုင်းနဲ့ဝိုင်းနဲ့ကိုပြတာဟိကြည့်တဲ့လူတွေကလည်းကြိတ်ကြိတ်ကိုတိုးနေတာဟိတို့ယုံဝမှာလဲမောင်ရစီမွေလိမ္မာပွဲဆိုမှမြဲတတ်ထားတယ်သူ့ပုံရောတို့မွေကြီးတွေကိုရောပတိသွဲပြီးတော့ချိတ်ထားတာပေါ့ဗျာဒါဆိုရင်ဆရာကြီးကဘိုးရကြီးကိုကောင်းကောင်းတိတာပေါ့ဗျာလူချင်းတော့မတိဘူးပေါ့ကွယ်ဘိုးရစီကိုတော့ကောင်းကောင်းတော့မှတ်မိတာပေါ့တကယ်တော်တဲ့အလိမ္မာဆရာကြီးပါမောင်တာတွေရဲ့တရဲနဲ့တညကြတော့ဟိုသိုးဘုန်းကြီးစီတို့ရဲ့ရွာကိုကျုပ်တို့တွေပြန်ရောက်လာခဲ့တယ်ပြန်มาတော့ဘိုးလူပေနဲ့ကျုပ်နဲ့ရွှေဆက်တော်ကိုဝင်ပြီးတော့ဖူးကြတာပေါ့ဗျာဒီတကတော့ဘိုးလူပေကကျုပ်ကိုအိမ်ရောက်ကိုလိုက်ဖို့ပေးတာပေါ့ဗျာဒီနေ့စီစဉ်လေးကိုခံစားနားဆင်ပေးကြသွားတယ်မိဘပြည်သူညီကိုမောင်နှမများအားလုံးကျမ်းမာချမ်းသာကြပါများထမှန်ပြီးတော့လေကျွန်တော်တို့ရဲ့ channel လေးကနေမှပရလောကနဲ့ကံမီးရဆိုင်ရာဇတ်လမ်းများနဲ့ထူးခြားဆန်းပြဇတ်လမ်းများကိုနေ့စဉ်နဲ့အမျှတင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ထားပေးဖို့အထူးတောင်းဆိုပါရစေခင်ဗျာမိဘပြည်သူညီကိုမောင်နှမများအားလုံးကျမ်းမာချမ်းသာကြပါစေ